အာဆင်နယ်အသင်းဥပန်ကြောင့်အမြန်ငင်းလိုက်တဲ့အဲပါရက်ပရိသတ်များဝဲမင်္ဂလာများဝန်ဂျယ်တန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေအာဆင်နယ်အပီရဲ့နေရာဒီတုန်းကခေါ်ယူခဲ့တဲ့တိုက်စစ်မှုပေတာရောက်ခရက်ကဂျင်းဖြစ်နေတဲ့အတွက်နောက်ထပ်တိုက်စစ်မှုတစ်တယောက်ထပ်ပြီးခေါ်ယူဖို့လိုအပ်နေပါတယ်အာဆင်နယ်ပြပတ်ကတော့ပရီးမီယာလိအတွေ့အကြုံပြေးသွားတဲ့အတလက်တီကိုမက်ဒရစ်တိုက်စစ်မှုလေးဂျူလီယန်အဲပါရက်ကလည်းအစားကတော့အာဆင်နယ်ဖလားလေးလုံးချန်ပီယံလောင်းဆိုပြီးတော့အရန်ပြပြခါခါမလုပ်ခဲ့ပါဘူးအခုတော့အာဆင်နယ်ကယာဒီကောင်ကန်ဒီဒုတိယလူစားလေးတွေပြလာတော့အဲပါရက်လည်းဆုံးဖြတ်ချက်ကိုပြသလိုက်ပါတယ်အဲပါရက်ကသူကလည်းရှိမှအင်္ဂလန်ကိုပြန်ဖို့စီစဉ်မရှိသေးကြောင်းပြောလာခဲ့ပါတယ်အဲဗရက်ဟာမန်ချက်စတာစီးတီးမှာချန်ပီယံလိအပါအဝင်ဖလားသုံးလုံးအောင်မြင်မှုရရှိခဲ့ပါတယ်။ဒါပေမဲ့အဲဗရက်ဟာမန်စီးတီးမှာအာလင်ဟာလည်းရဲ့အရန်ကစားသမားအဖြစ်ပဲနေတင်ရတဲ့အခါမှာမက်ထရစ်ကိုပြောင်းရွှေ့ဖို့တဲ့ဆုံးဖြတ်လိုက်ပါတယ်။အတလက်တီကိုမှာဖလားရဖို့ရုန်းကန်နေရတဲ့အဲဗရက်ဟာရေကြီးအမျက်တွေရအသင်းအသင်းကိုပြောင်းရွှေ့ခြင်းနေပါတယ်။အဲဗရက်ကအာဆင်နယ်ကိုလမ်းခွင့်ပေးထားပေမဲ့အာဆင်နယ်က400စီစက်တိုက်စီလင်ဖြစ်တော့မယ်ဆိုတော့စိတ်ဝင်စားမှုကြားဆင်းသွားပြီးမပြောင်းချင်ဖြစ်လာပါတယ်။ဒါကြောင့်အဲဗရက်ကလောလောဆယ်မှာအင်္ဂလန်ကိုပြန်လာဖို့အစီအစဉ်မရှိသေးကြောင်းစပေါ့သတင်းဌာနကဖော်ပြလာခဲ့ပါတယ်။အဲဗရက်ကိုအာဆင်နယ်ပြင်ချဲစီဘာစီနာကလည်းစိတ်ဝင်စားနေကြတာပါအခုအဲဗရက်ကအင်္ဂလန်ကိုပြန်မလာဘူးလို့ညင်လိုက်တဲ့အခါဘာစီနာအတွက်အခွင့်အရေးတစ်ခုဖြစ်လာနေပါတယ်ဘာစီနာကယာဒီကောလုံးစာချုပ်ကိုရင်အသင်းကနေထွက်ခွာမဲ့ရောဘတ်လွေနော့စကီနေရာမှာအဲဗရက်နဲ့အစားထိုးကျနေပြီးပြောင်းရွှေ့ရေးတက်နိုင်ပါမလားဆိုတာကတော့ပြဿနာတစ်ခုဖြစ်လာအောင်မှာဖြစ်ပါတယ်အဲဗရက်ဟာလက်ရှိမှာချန်ပီယံလိကိုနောက်တစ်ဆင့်တက်နိုင်ဖို့ကြိုးစားနေတယ်လို့ကိုပါဒေးမှာလည်းဖိုင်နယ်ကိုတက်နိုင်ဖို့အခြေအနေကောင်းနေပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်